ရန်ကုန်တက္ကသိုလ်နယ်မြေထဲကအဆောင်တစ်ခုမှာနေတိုင်းကျတဲ့ကျောင်းသားစုဟာစာမပွဲပြီးလို့အားလည်းရဲမှာပြင်းပြင်းရှိတာနဲ့စိတ်လှုပ်ရှားကြတစ်ခုကိုလုံးဝတိုင်ပေးကြပါတယ်။ဘွဲထဲမှာဦးဆောင်သူကကိုတီယာဖြစ်ပြီးသူကတရေတစီကြောင့်စိတ်ဝင်စားသူပါ။သူကငါတို့နမ်းမိမယ်ကစားကြီးအောင်ဒီကျောင်းဆောင်ဟောင်းကတရေကြောက်တယ်လို့နာမည်ကြီးရလေလို့အကြံပေးပါတယ်။အစာပိုင်းမှာတကယ်ကြီးတွေကကြောက်တယ်လို့ညင်းကြပေမဲ့နောက်ဆုံးမှာတော့စူးစမ်းချီစိန်ရဲ့သဘောတူလိုက်ကြပါတယ်။ည7:00နာရီတီးမှာတော့တကယ်ကြီး9ယောက်ဟာလူသူကင်းမဲ့တဲ့ကျောင်းဆောင်ဟောင်းရဲ့အပေါ်တဲ့ခန်းလို့တခုတည်းကိုတိတ်တဆိတ်ဝင်သွားကြပါတယ်။အခန်းကဖုန်နေတက်ပြီးမောင်မဲနေတာမို့လို့ဖျောင်းနိုင်မီလေးတွေတွန်းပြီးအလဲမှာပလန်ချက်အဝိုင်းကိုပြင်ဆင်လိုက်ကြပါတယ်။ဝိုင်းစားတာနဲ့ကိုတီယာကဒီဆောင်မှာရှိနေတဲ့ဝိညာဉ်များရှိရင်ကြွားရောက်ပါကျွန်တော်မေးတော့ဖြေကြပါလို့တိုးတိုးလေးရွတ်ဆိုပါတယ်။ပထမ7မိနစ်လောက်မှာဘာမှမထူးကြပေမဲ့ရုပ်ရဲ့လေးပြေးတစ်ချက်ဝီကနေတိုက်ခဲ့သွားပြီးဖျောင်းနိုင်မီတွေလောက်ခဲ့သွားပါတယ်။အဲ့ဒီချိန်မှာပဲဖလန်ချက်အပြားလေးကစာလုံးတွေပေါ်မှာစတင်ရွှေ့လျားလာပါတယ်။နာမည်ဘယ်သူလဲလို့မေးတဲ့အခါအပြားလေးကစူးစူးဆိုတဲ့စာလုံးကိုပြသပါတယ်။သူတို့အားလုံးကြောချမ်းသွားကြပါတယ်။ဘာလို့ဒီမှာနေတာလဲလို့ပြီးတော့စောင်းနေတယ်လို့ပြန်ဖြေပါတယ်။အချိန်တွေကတဖြည်းဖြည်းတေးမလာပြီးတကယ်ကြီးတရားဖြစ်တဲ့မူကငါကြောက်တယ်ရဲလိုက်ကြအောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲခန်းထောက်ကနေမိန်းကလေးတယောက်ရဲ့ရှာကြီးနေငိုတန်းကိုကြားလိုက်ရပါတယ်။အားလုံးထိတ်လန့်ပြီးဝိုင်းကိုဖြုတ်ဖို့လုပ်ပြီးမြဲဖလန်ချက်အပြားလေးကမယမနာရွှေ့လျားနေပြီးမပြန်ရဘူးဆိုတဲ့စာလုံးကိုထက်ကပြနေပါတယ်။ရုပ်ရည်မမိုးကတက်သွားပြီးမျက်လုံးတွေပြူးကျဲကညီတို့အားလုံးတေးရမယ်ဆိုတဲ့အတန်ကြီးပြောင်းသွားပါတယ်။သူမရဲ့အတန်ကမိန်းကလေးအတန်မဟုတ်ပဲအကွဲအတန်ကြီးဖြစ်နေပါတယ်။ကိုတီယာနဲ့တကယ်ကြီးတွေကမမိုးကိုဝိုင်းချုပ်ထားရပြီးကျောင်းဆောင်အောက်ကိုအတင်းဆွဲခေါ်ပြေးကြပါတယ်။လေကားတိုင်းဆင်းပြေးနေတော့နောက်ကနေခြေတံပြေးနဲ့လိုက်ရလို့ကြားရပြီးကျောင်းဆောင်တကားတွေကသူ့လိုဝုန်းကနေပိတ်ကုန်ကြပါတယ်။ကဲကောင်းလို့ပြည်ရင်းပေါက်ကနေခုံချပြီးလုံမြောက်ခဲ့ကြပေမဲ့မမိုးကတော့တတိလေးမင်မျောနေခဲ့ပါတယ်။နောက်နေ့မနေ့မှာတော့မမိုးကတတိရလာပေမဲ့ညအဖြစ်ပြက်ကိုဘာမှမှန်းမိတော့ပါဘူး။ဒါပေမဲ့သူမရဲ့လက်မောင်းမှာတော့စူးစူးဆိုတဲ့လက်သေးကိုရလို့အရာကြီးထင်းချမ်းနေတာကိုတွေးလိုက်ရပါတယ်။နောက်မှစုံစမ်းကြည့်တော့အဲ့ဒီကျောင်းဆောင်မှာလွန်ခဲ့တဲ့နှစ်နေငယ်ကစူးစူးဆိုတဲ့ကျောင်းသူတယောက်ကိုအဆုံးစီရင်သွားဘူးတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းသူတို့တငယ်ချင်းတစုလုံးဖျားနာပြီးကျောင်းဆောင်တာကိုဘယ်တော့မှမသွားရဲကြတော့ပါဘူး